Jackie Chan ရဲ့အမျိုးသမီးလက်ထောက်ကစိန်ခံကားတစ်စီးကိုပင်မကိတ်ပေါက်ကနေမောင်းဝင်လာပြီးစစ်အခြေစိုက်စခန်းထဲကိုခိုးဝင်ခဲ့တယ်အလှပမှာနင်းမျောသွားတဲ့အဆောင်ကသူ့ရဲ့တတိကိုရှော့ချလိုက်ပြီးသူမကိုအိမ်သာသွားဖို့စိတ်အားထက်သန်စွာလမ်းလိုက်ပြခဲ့တယ်။အဆောင်ထွက်သွားပြီးတဲ့နောက်ခြေတန်းရှိရှိနဲ့အမျိုးသမီးကသူ့ခြေထောက်ကိုမြှောက်ပြီးအဆောင်ရဲ့တော့ကတ်ကိုယူလိုက်တယ်။ပြီးတော့တောတွေကိုကားအောက်မှာဝတ်ထားလိုက်တယ်။အရန်ကိုပါနက်တဲ့နီလန်းနဲ့ပေါ့ပြင်ဆင်မှုတွေပြီးဆုံးသွားတဲ့အခါစစ်စခန်းထဲမှာပုံအောင်နေတဲ့ Jackie Chan ကသူ့ရဲ့စစ်စင်ရေးကိုစတင်ခဲ့တယ်။သူ့ရဲ့ခိမိပစ္စည်းကိရိယာတွေကိုအားကိုးပြီးသူကအဆောင်တွေရဲ့နှာခေါင်းအောက်ကနေပဲမောင်းနှင်သွားခဲ့တယ်။ပြီးတော့သူကကွေးဝိုက်မောင်းနှင်လိုက်ပြီးသတင်းပေါက်တစ်ခုစီအရှိန်မြင့်လိုက်တယ်။ခေါင်းကိုငုံပြီးဒုံးကြီးအသေးစားနဲ့မှန်ကိုပစ်ခွဲလိုက်တယ်စခန်းအဆောက်အုံတွေကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်ခဲ့ပြီးမြေပြင်ပေါ်ကိုချောချောမွေ့မွေ့ဆင်းသက်နိုင်ခဲ့တယ်။အဲ့ဒီအချိန်ကြာမှအဆောင်တွေကဒါဟာကားမဟုတ်ပဲလူတစ်ယောက်မှန်းသိသွားကြတဲ့အဖွဲ့တစ်ခုလုံးက Jackie Chan ကိုအသေးတန်လိုက်ကြတယ်။ဒါပေမဲ့အဆောင်ကောင်းဆောင်ကအဆောင်တဲတဲကတော့တက်တာပြောက်နေတာကိုတွေ့ရှိသွားတယ်။ Jackie ကဥမင်လိုင်းကောင်းတဲ့ကိုအောင်မြင်စွာဝင်ရောက်သွားတယ်။ရန်သူတွေကနှစ်ဖက်စလုံးကပိတ်ဆို့လာတဲ့အခါသူကကားအောက်ကိုတွားသွားပြီးနေရန်တစ်လျှောက်ရှော့တိုက်သွားတယ်။လိုက်လာသူတွေကနေရန်ကိုစစ်ဆေးဖို့ထောင်ချိုးဖို့ကြွေလာတယ်။သူကကားအောက်ကိုပြန်ဝင်ပုံးလိုက်တယ်။လိုက်လာသူတွေကကားအောက်ကိုစစ်ဆေးကြည့်ပေမဲ့သူ့ကိုရှာမတွေ့ခဲ့ဘူး။သူကဥမင်လိုင်းကောင်းတဲ့ကနေပြေးထွက်လာတယ်။အဆောင်တွေကတနက်တွေနဲ့ပြစ်ခတ်ပေမဲ့အရန်နောက်ကျသွားပြီး Jackie ကအခုဆိုရင်9ကီလိုမီတာကွာသူ့အသင်းဖော်တွေနဲ့ချိန်ဆထားတဲ့နေရာကိုပဲလိုတော့တယ်။အကွေ့တစ်ခုကို꿰ပြီးနောက်သူမတ်တက်ထည့်လိုက်တော့ရန်သူတပ်ဖွဲ့တွေကိုတွေ့လိုက်ရတယ်။တောင်ကြီးမှာကားတွေနဲ့လမ်းကိုပိတ်ဆို့ထားနေပြီးသူကကြောက်တုံးတွေနောက်မှာပုံနေပြီးသူ့နောက်ကရန်သူကားတွေဖြစ်သွားတာကိုစောင့်နေခဲ့တယ်။ပြီးမှကားတစ်စီးအောက်ကိုဝင်ပုံးလိုက်တယ်။ကားနှစ်စီးကတောင်အောက်ကိုမောင်းဆင်းလာပြီးပိတ်ဆို့ထားတဲ့အဖွဲနဲ့ပူးပေါင်းလိုက်တယ်။သူတို့ရက်လိုက်တဲ့အချိန်မှာ Jackie ကနောက်ကအောက်ကနေထွက်လာပြီးအဆောင်ကိုတွန်းလဲလိုက်တယ်။ရှေ့ကနေပိတ်ဆို့လာတဲ့ရန်သူထရက်ကားတွေကိုရင်ဆိုင်ရင်းသူက6ကမ်းပါအဆုံးကိုခုန်တက်လိုက်တယ်။အနေရကိုကျွမ်းကျင်စွာရှောင်တိန်ရင်းသူကမြေပြင်ပေါ်ကိုပြန်ရောက်လာပေမဲ့ထိတ်လန့်သွားခဲ့ရတယ်။ခြေချင်းတရားကနေတီတီလေးလွတ်မြောက်ခဲ့ပြီးနောက်ရန်သူအတားအဆီးတွေကအခုတောင်ခြေကိုပိတ်ဆို့ထားတယ်။သူကနေရန်တွေကိုအသုံးပြုပြီးကျွမ်းကျင်စွာရှောင်တိန်ခဲ့တယ်။ဒါပေမဲ့လိုက်လာတဲ့ဆိုင်ကယ်သမားကတော့ကံမကောင်းခဲ့ဘူး။ရန်သူတွေပြစ်ခတ်မှုစတင်လာတဲ့အခါသူကအစီအစဉ်တိုင်းလမ်းဘေးရေမြောင်းထဲကိုခုန်ဆင်းလိုက်တယ်။ရေမြောင်းထဲကနေပြန်ထွက်လာတော့သူ့အသင်းဖော်ကရဟတ်ရင်နဲ့သူ့ကိုလာကြိုတယ်။ဒီစစ်စင်ရေးဟာအကြီးအကျယ်အောင်မြင်ခဲ့တယ်။နောက်ဆုံးတော့ Jackie Chan နဲ့သူ့ရဲ့အမျိုးသမီးလက်ထောက်တို့ဟာသူတို့ရဲ့နေရက်ကိုဘေးကင်းစွာပြန်လာနိုင်ခဲ့ကြတယ်။